အားလုံးပဲမင်္ဂလာပါမြင့်မို့ Football Highlight Channel မှာကြိုဆိုပါရစေမြန်မာစံတော်ချိန်နနက်12 နာရီမှာကစားမယ် Super Sunday ရဲ့အစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘုံမောက်နဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်ကိုကျွန်တော်တို့သုံးသပ်ကြည့်ရအောင်ဗျာဘုံမောက်အသင်းဟာသူနောက်ဆုံးကစားခဲ့တဲ့၅ပွဲဟာ Chelsea ကိုတည်ကြတယ် Manchester United အသင်းကို4-4နဲ့တည်ကြတယ်ဘန်လီအသင်းကို1-1နဲ့အတီးကြတယ် Brentford အသင်းကို4-1နဲ့ရှုံးတယ်နောက် Chelsea နဲ့ထပ်တွေ့တယ်2-2တီးကစားနိုင်ခဲ့တယ်ဘုံမောက်အသင်းဟာနောက်ဆုံး5ပွဲမှာ4ပွဲတီး1ပွဲရှုံးနဲ့ကစားနိုင်ခဲ့တယ်အာဆင်နယ်အသင်းရဲ့နောက်ဆုံး5ပွဲကိုကြည့်မယ်ဆိုရင်ဟူအသင်းကို2-1နဲ့နိုင်တယ်Everton အသင်းကို1-0နဲ့ကတ်နိုင်တယ်ကာရာဘောင်းဖလားပွဲမှာခရစ္စတယ်ပဲလေအသင်းကို1-1တည်ကြတယ်ပန်နတီနဲ့နိုင်တယ်ဘရိုက်တန်အသင်းကို2-1နဲ့နိုင်တယ်အက်စတွန်ဗီလာအသင်းကို4-1နဲ့နိုင်တယ်ခင်ဗျာအာဆင်နယ်အသင်းကတော့အခုလက်ရှိချင်းတွေကိုကြည့်မယ်ဆိုရင်တော့ဘုံမောက်အသင်းဟာအသင်းကြီးတွေနဲ့တွေ့ရင်ခံကန်ပြီးတော့တည်ရအောင်ကစားနိုင်ခဲ့တယ်ခင်ဗျာအာဆင်နယ်အသင်းတွေနဲ့ကြည့်မယ်ဆိုရင်လည်းအသင်းငယ်လေးတွေနဲ့တွေ့လို့ရှိရင်အာဆင်နယ်အသင်းက9ရက်လက်ကျင်းမြောင်းတာကိုတွေ့ရတယ်ခင်ဗျာပထမအကြော့အာဆင်နယ်အိမ်ကွင်းပွဲစဉ်ကိုကြည့်ရမယ်ဆိုရင်ဖြင့်ဘုံမောက်အသင်းဟာအာဆင်နယ်အိမ်ကွင်းမှာ2-2ဆိုတဲ့ရလက်နဲ့ကတ်နိုင်ထားခဲ့တယ်ခင်ဗျာအဆင့်ရက်တည်မှုရလက်အနေထားရကြည့်မယ်ဆိုရင်အာဆင်နယ်အသင်းဟာ19ပွဲကန်14ပွဲနိုင်3ပွဲတည်2ပွဲရှုံးရလက်နဲ့45မှတ်ယူဆောင်ထားနိုင်တယ်ခင်ဗျာဘုံမောက်အသင်းရဲ့အဆင့်ရက်တည်မှုရ19ပွဲကန်5ပွဲနိုင်10ပွဲတည်6ပွဲရှုံး23မှတ်ယူဆောင်ထားနိုင်တယ်ခင်ဗျာအာဆင်နယ်အသင်းရဲ့နီးပြအာဒေတာအနေနဲ့နောက်ပွဲစဉ်တွေမှာပွဲချက်တွေရှိတာကြောင့်ဒီပွဲစဉ်ကိုဘယ်လိုလိုင်းနက်နဲ့ထုတ်သုံးရမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်ခင်ဗျာအနီးကပ်ဆုံးဘုံမောက်နဲ့တွေ့ခဲ့တဲ့ပွဲစဉ်ကအာဆင်နယ်အသင်းအနေနဲ့2-2နဲ့ရှုံးထားတဲ့အတွက်ကျွန်တော်အနေဖြင့်ခံမှန်းရရင်ဖြင့်ဘုံမောက်အိမ်ကွင်းမှာဖြစ်တဲ့အတွက်ဘုံမောက်ရဲ့ရုံအားတိုးအားကြောင့်တည်ကျသွားမယ်လို့ကျွန်တော်ခံမှန်းနေခင်ဗျာ